ဒီမှာဘာလုပ်နေရလဲအဲ့ဒါကိုကော်ဖီချပြီးလို့ရှိရင်အနောက်ကိုနည်းနည်းပါးပြန်လာပါဦးအနောက်မှာကျမတယောက်တည်းချက်နေရလာကူပေးမစိတ်ကူမရှိဘူးလားချဘူးလားဟယ်လိုမောင်စင်ပြေလာရင်တကယ်နေကော်ဖီလေးတောင်းအေးပါကော်ဖီတက်ပါသမီးပိန်သွားတယ်နော်ကျမရောကောင်းရဲ့လားဟုတ်ကောင်းပါတယ်ဒီမမနွယ်ဒီမှာဘာလုပ်နေရလဲအဲ့ဒါကိုကော်ဖီချပြီးလို့ရှိရင်အနောက်ကိုနည်းနည်းပါးပြန်လာပါဦးအနောက်မှာကျမတယောက်တည်းချက်နေရလာကူပေးမစိတ်ကူမရှိဘူးလားဟုတ်မနဲ့အခုလာတော့မို့ပါအန်တီကမင်းလို့မနဲ့ဖြီနေလို့ပါပြောလိုက်အဲ့တိုင်းပဲအမြဲစင်ကျင်နဲ့ချက်သမီးရောဒီမှာဘာလုပ်နေရလဲပြီးရင်အနည်းအနောက်ကိုလိုက်ခဲ့ဟင်းရွက်တွေလာတင်ပေးနော်ချက်လာသမီးလေးလာသမီးစီကိုတော်တာမီးကြောင်တော့တင်ပေးတော့အခုပေးသမီးချက်ကအခုမှလာထိုင်တာပါသမီးရဲ့အမေကလည်းချက်အခုဆိုခလေးမဟုတ်တော့ဘူးအပြိုပေါက်ဖြစ်နေပြီဒီအချိန်ထဲမှာတော့မဆုံးပါလို့ရှင်ဘယ်သူကဆုံးမပေးမှလဲဒီအိမ်မှာတမီးပဲဆုံးမပဲသူရှိတာလာတမီးလားတီတာဘယ်လိုဖြစ်တာလဲသွားဘူးလို့သူကငါရဲ့ချွေးမငယ်လေးမပြောချင်တော့ပါဘူးတကယ်ချင်းငါတမီးစားဝချတာဟိုနေရပါကိစ္စကိုစားနေလဲအန်တနဲ့မသိလို့ယူသားနေရပါမမသမီးစားမငါဖဲတော့မမချစ်ချယ်ယူစားသွားပြန်ပြီနင်ကလေတော်တော်စားဖို့တဲ့ခလေးမှာပဲဒီမှာနင်တို့စားဖို့လေပြစ်ကြော်နဲ့ချင်းဟင်းနဲ့ချက်ပေးထားမှာမတွေ့ဘူးလားဒါငါတမီးစားမယ်ဟေးဘာကိစ္စကိုစားနေလဲဟမ်အန်တီသိလို့ပါဘာဖြစ်လို့လဲသမီးဘာလို့ငိုနေရလဲမေအန်တီတလားသမီးငါဖဲတော့မသိလို့စားမနေတော့ဟုတ်တယ်လေတန်နာမင်းအဲ့တော့မလုပ်တင်တော့ဘူးတန်နာရဲ့ဒီငါဖေးတော့ဘယ်တော့တန်မိုးရှိလို့လဲဒါငါတမီးလေးစားဖို့ချက်တာဟေးလေနင်တမီးကိုလည်းတင်ပေးထားပါလားလူလိုနားမလဲချအောင်လားငါဖဲတော့ဘယ်တော့တန်မိုးရှိနေလို့လဲဘယ်တော့တန်မိုးရှိနေလို့လဲတန်မိုးမရှိဆိုလဲနင်မနဲ့အပြင်မှာချက်စားပါလားဘာကိစ္စငါ့အိမ်မှာလာစားနေကြတယ်နင်အရှက်မရှိဘူးလားတန်နာ你这种事我这种么干的咯？哈，怕这是干啥嘞？你来不来去谁让俺管你？俺俩没标准路进的。အောင်မငါမွဲမှာကအတန်ဟင့်တယ်လို့ပါလား今晚你在喂，这妈的谁来这干了的话？啊，搞老谁呢？你哪进的公鸡干的？哎，这妈对咱们这种那么干的咯？ဘာဖြစ်နေရလဲသမီးဘာဖြစ်တာလဲချက်ဘာဖြစ်တာဟဲ့ချက်မင်းလေးငိုနေတယ်မင်းလေးဘာဖြစ်လို့ငိုတာလဲမင်းလေးရဲ့အဖွားကိုပြောပါဦးဖဖရဲ့သမီးမသိလို့ယူစားမရအောင်အန်တီတလားသမီးတို့ထမင်းစားနေကောင်းတယ်ဟောတန်နာရဲ့ကလေးစားနေတောင်းနေတဲ့အချိန်မှာအဲ့လိုတော့မလုပ်ပါနဲ့သမီးရဲ့ဟိုပြီးတော့လေသူတို့တွေနှိမ်ပါနေတဲ့အချိန်မှာသမီးကပို့ပြီးတော့အဲ့လိုမလုပ်သင့်ဘူးလေသမီးရဲ့အမေအဲ့လိုမပြောနဲ့လေသူတင်ပေးထားမှလေသူ့မေကနားမလဲကြဘူးလားသူများအိမ်မှာနေပြီးတော့ဒီလောက်တော့နားမလဲကြဘူးသူတို့နှိမ်ပါနေတဲ့အချိန်မှာသမီးကိုသူတို့တိကျရှာပါလေသမီးရဲ့သမီးအဲ့လိုတော့စိတ်လိုက်မှာမလုပ်သင့်ဘူးကွသမီးကသိမခံနိုင်အမေသမီးကိုထိလိုက်ဘယ်သူမှသိမခံနိုင်တာအမေပဲသိခံနိုင်အမတန်နာသမီးလေးသမီးနိုင်လားရဲ့သမီးလေးခုလိုပြောကြရိုက်ကြလားအမေကြောင့်အမေတော့မလဲသမီးလေးသမီးရေနွယ်ဒီမှာတားငယ်ရှိကဖုန်းလာလို့ရောသမီးကရှိကဖုန်းလာတယ်ဟယ်လိုမောင်စင်ပြေလာရင်မောင်ချာတော့မယ်အမေတားပြလာတော့မယ်အမေတားပြလာတော့မယ်အမေသမီးတို့အိမ်ရွေးနိုင်တော့မယ်အမေရှိရဲ့သမီးကပြောချင်လို့လေသမီးဖေကဟယ်လိုဖေပြန်လာပြီလားဟဲ့ဖေပြန်လာပါတော့ဖေလွားနေပြီဖေသမီးပြန်လာတော့သမီးပြန်လာတော့မင်းတို့တွေကွာရှက်စရာကောင်းလိုက်တာမင်းမကိုချင်းစာတရားမရှိဘူးလားဟမ်ငါညီမိသားစု
ငါညီမရှိတဲ့အချိန်မှာမင်းကဒီကလေးနေနဲ့မနွယ်အောင်မင်းကတော့ပြုစုစောက်ရှောက်အောင်ပါသူတို့တွေနေပါနေတဲ့အချိန်မှာမင်းကကြည့်ရှုရမှာမဟုတ်ဘူးလားမင်းကစောက်ရှောက်အောင်မှာမဟုတ်ဘူးလားမင်းမကျင်နာတတ်တဲ့နှလုံးသားပါပါလေငါမိန်းမလို့ပြောရမှာတော့ရှက်တယ်လက်ကားမိန်းမ ဒီလိုပါသားရဲ့ အဲ့ဒီဆောင်ဝင်အဲ့ဒီအားလုံးကခင်ဗျားစံတဲ့ကျွန်တော်သိတယ်မင်းကွာငါကြီးမိသားစုငါကြီးငါတို့အလုံးမရှိတဲ့ချိန်မှာငါတို့ကျွေးမွေးပြုစုစောင့်ရှောက်တာမင်းအဲ့ကျေးဇူးတရားတွေကိုမင်းမထောက်တော့လားဟမ်ငါအလုပ်သွားနေတော့ငါဓာရီကိုအိမ်မှာဖြစ်ပြနေတာငါဘာမှမသိဘယ်နေပါလိတဲ့သူအဲ့လိုမောင်းမောင်းမှာမဆက်ဆံပါနဲ့ကွာမင်းတို့တာမီညောင်ကိုကျစ္စာတရားမရှိဘူးလားမင်းတို့တာမီမှာจิตတတ်တဲ့လုံးသားမပိုင်ဘူးလားဘယ်ဟုတ်ကဒီခါတော့မဆုံးတဲ့နောက်ဆုံးပြောချင်မယ်နောက်တစ်ခါငါညီမိသားစုအဲ့လိုမျိုးဆက်ဆက်မင်းတို့ကလည်းမပေါင်းနိုင်တော့ဒီမှာကျွန်တော်ရောက်ခမပါပြီမဲ့နောက်တစ်ခါအိမ်ကိုလာမယ်ဆိုလို့ရှိရင်ပြဿနာတည်မလာနဲ့ကျွန်တော်တို့မိသားစုကိုတွေးခွဲဖို့တော့မှမကြိုးစားနဲ့ကျွန်တော်ဘယ်သူ့ကိုမှခွင့်လို့မှမဟုတ်ဘူးတားရဲ့ဟိုသူတို့လည်းဒီလောက်ဆိုရင်နားလည်နေတော့ပါပြီတော်ပါတော့တားရဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ရွှေကေတီစိတ်ရွှေရတနာဆိုင်ကိုတော့အမှတ်C005-06မြင်းကြီးထက်မြမကုံရီကမုံပွင့်မင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်မြို့နယ်မှာ31ရက်5လ2026ခုနှစ်ကစတင်ပြီးတော့ဖွင့်လှစ်ရောင်းချပေးနေပါပြီရှင်လူကြီးမင်းတို့ရဲ့စိတ်ရွှေရွှေတွေဝယ်ဖို့လိုအပ်ပါကရွှေပြည့်မီရွှေကေတီဆိုတဲ့ဆောင်းပုံးတွေအညီကျမတို့ရဲ့ရွှေကေတီစိတ်ရွှေရတနာဆိုင်လေးမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အားလုံးကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်